ကဘာအံပွဲခနခုတဲ့ကပီယူနိုင်ငံရှိမာချူပီချူတောင်အမေရိကတိုက်ပီယူနိုင်ငံရှိအင်ဒီစ်တောင်တန်းများတွင်တည်ရှိသောမာချူပီချူသည်ကဘာပေါ်တွင်အလှပဆုံးရှီဟောင်းသူတေသနနေရာများတဲကတစ်ခုဖြစ်သည်အင်္ဂဧကရာစီပါချာကူဒီဤအုတ်ချုမူကာလအတွင်းစမယာစုတွင်တိဆောက်ခဲ့သောဤရှီဟောင်းခန္ဓာသည်ပင်လေရေမြင့်နှပြင်အချက်မီတာ2400ခန့်တွင်တည်ရှိပြီးစိမ့်လန်းဆိုပြေသောတောင်တိတ်များနှင့်မြူကိုများဝင်းရံထားသည်အင်္ဂလီမျိုးများ၏ပျောက်ဆုံးသောမြို့ဟုမကြာခဏခေါ်ဝေါ်လေးရှိသောမာချူပီချူသည်1911ခုနှစ်တွင်အမေရိကန်စူးစမ်းရှာဖွေသူဟီရန်ဘင်ဟမ်မှရှာဖွေတွေ့ရှိပြီးနိုင်ငံတကာ၏အာရုံစိုက်မှုကိုရရှိခဲ့သည်ထိုနေရာတွင်ထူးခြားသောကြောက်ဖျားကြောင်းများလှီကားကျင်များနှင့်ရင်ပြင်များပါဝင်ပြီးအားလုံးကိုတိကျသောအင်ဂျင်နီယာပညာဖြင့်တိစောက်ထားပြီးအင်္ဂတိမသွန်းဘဲတိစောက်ထားသည်ယနေ့ခေတ်တွင်မာချူပီချူသည်အင်္ဂယဉ်ကျေးမှု၏အစစ်မြင့်ဗဟုသုတနှင့်ယဉ်ကျေးမှု၏အစွမ်းထက်သောသင်္ကေတတစ်ခုဖြင့်ရပ်တည်နေသည်ယူနက်စကို၏ကမ္ဘာအမွေအနှစ်နေရာဖြင့်အတိအမှတ်ရရှိခံရသည်၎င်း၏အလှပါတမိုင်းကြောင်းနှင့်ရှီဟောင်းအင်္ဂလူမျိုးများ၏မိယုံနှိမ်လောက်အောင်အောင်မြင်မှုများကိုနှစ်စဉ်လာရောက်လဲပတ်သူတန်မြောင်းများစွာကိုဆွဲဆောင်လျက်ရှိသည်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နဲ့ follow တွေကိုနှိပ်ဖို့မမိပါနဲ့နော်